အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကြတော့ထိုင်းလို့နဲ့ပြန်တယ်ဆိုတာကိုအပြစ်မှာဒီဘယ်လိုပြောရမလဲဆိုတာဒီနေ့ကျွန်တော်လာမျှဝေပေးပါရခင်ဗျာပထမအဆုံးအနေနဲ့ကြတော့ဒီနေ့ငါတို့နောက်ကျမှပြန်ဖြစ်မယ်နော်လို့ပြောချင်ရင်วันนี้เราจะกลับดึกนะวันนี้เราจะกลับดึกนะဒီနေ့ငါတို့နောက်ကျမှပြန်ဖြစ်မယ်နော်วันนี้ဆိုတာကကြတော့ဒီနေ့เราကကြတော့ငါတို့ဒီတိုင်းအပြင်မှာပြောလို့ရှိရင်တော့လောင်လို့ပြောပါတယ်လောင်ငါတို့จะกลับဆိုတာကပြန်တာကိုပြောတာပါดึกကကြတော့ညနေတာကိုပြောတာပါจะกลับดึกนะငါတို့နောက်ကျမှပြန်ဖြစ်မယ်နော်ဒီညနေမှပြန်ဖြစ်မယ်နော်လို့အဲ့လိုအဓိပ္ပာယ်ရပါတယ်တိုက်ရိုက်ဆိုရင်တော့ဒီညနေမှပြန်ဖြစ်မယ်နောက်တစ်ခုအနေနဲ့ကြတော့ဘယ်နှစ်နာရီထိုးလောက်ပြန်มาလဲလို့ပြောချင်ရင်จะกลับกี่โมงจะกลับกี่โมงဒီတိုင်းစာထဲမှာဆိုရင်တော့ club လို့ရေးပါတယ်ဒီတဲ့ဒါပေမဲ့ဒီမြန်မာစာလိုပဲရေးတော့မှဖတ်တော့အတန်ဒီပြန်တာကိုရေးလို့ရှိရင် club အပြင်မှာပြောလို့ရှိရင်တော့ cup လို့ပြောပါတယ်ဆိုတော့ကျွန်တော်အပြင်မှာပြောတဲ့အတိုင်းပဲ cup လို့ပဲကျွန်တော်သုံးပေးသွားပါမယ်ခင်ဗျာဆိုတော့จะกลับกี่โมงဘယ်နှစ်ထိုးလောက်ပြန်มาလဲจะกลับกี่โมงဘယ်နှစ်ထိုးလောက်ပြန်มาလဲจะกลับဆိုတော့ကကြတော့ပြန်မယ်จะกลับပြန်မယ်กี่โมงကကြတော့ဘယ်နှစ်ထိုးလောက်กี่โมงဘယ်နှစ်ထိုးလောက်จะกลับกี่โมงဆိုတော့ကကြတော့ဘယ်နှစ်ထိုးလောက်ပြန်มาလဲဘယ်အချိန်လောက်ပြန်มาလဲလို့ပြောချင်ရင်จะกลับตอนไหนจะกลับตอนไหนจะกลับก็ကြတော့ပြန်မယ်จะกลับပြန်မယ်အရေးလို့ရှိရင် club ပြောလို့ရှိရင် club ဆိုတော့จะกลับပြန်မယ်ตอนไหนဘယ်အချိန်ตอนไหนဘယ်အချိန်จะกลับตอนไหนဘယ်အချိန်လုံးပြန်มาလဲจะกลับตอนไหนဘယ်အချိန်လောက်ပြန်มาလဲဘယ်တော့ပြန်มาလဲလို့ပြောချင်ရင်จะกลับเมื่อไหร่จะกลับเมื่อไหร่ဘယ်တော့ပြန်มาလဲจะกลับပြန်မယ်จะกลับပြန်မယ်เมื่อไหร่ဆိုတော့ကဘယ်တော့လဲเมื่อไหร่ဘယ်တော့လဲเมื่อไหร่ဘယ်တော့လဲจะกลับเมื่อไหร่ဘယ်တော့ပြန်มาလဲจะกลับเมื่อไหร่ဘယ်တော့ပြန်มาလဲနောက်တစ်ခုအနေနဲ့ကြတော့နင်အရင်ပြန်လိုက်လေလို့ပြောချင်ရင်เธอกลับก่อนเลยเธอกลับก่อนเลยနင်ရင်ပြန်လိုက်เธอဆိုတာကကြတော့နင်กลับကကြတော့ပြန်တယ်ရေးလို့ရှိရင် club ပြောလို့ရှိရင် club ပြန်တယ်ก่อนကကြတော့အရင်เธอกลับก่อนเลยနင်အရင်ပြန်လိုက်လေเธอกลับก่อนเลยနင်အရင်ပြန်လိုက်လေเธอกลับก่อนเลยနင်အရင်ပြန်လိုက်လေနောက်တစ်ခုအနေနဲ့ကြတော့ကျွန်တော်အရင်ပြန်လိုက်မယ်တော့ခင်ဗျာလို့ပြောကြည့်ရင်ผมจะกลับก่อนนะครับผมจะกลับก่อนนะครับผมကကြတော့ကျွန်တော်จะกลับပြန်မယ်ก่อนဆိုတာကကြတော့အရင်นะဆိုတာကကြတော့နော်ဆိုတော့ကျွန်တော်အရင်ပြန်လိုက်မယ်တော့ခင်ဗျာလို့ပြောချင်ရင်ผมจะกลับก่อนนะครับผมจะกลับก่อนนะครับကျွန်တော်အရင်ပြန်လိုက်မယ်တော့ခင်ဗျာผมจะกลับก่อนนะครับကျွန်တော်အရင်ပြန်လိုက်မယ်တော့ခင်ဗျာနောက်တစ်ခုအနေနဲ့ကြတော့ငါတို့ကနောက်မှပြန်လဲရတယ်လို့ပြောချင်ရင်เราจะกลับที่หลังก็ได้เราจะกลับที่หลังก็ได้ငါတို့ကနောက်မှပြန်လဲရတယ်เราဆိုတာကငါတို့ဒါပေမဲ့အပြင်မှာပြောလို့ရှိရင်တော့လောင်လို့ပြောပါတယ်ရေးလို့ရှိရင်တော့เราလို့ရေးရပါတယ်ပြင်မှာပြောလို့ရှိရင်တော့လောင်လို့ပြောပါတယ်ဆိုတော့ကျွန်တော်အပြင်မှာပြောတဲ့အတိုင်းပဲလောင်ငါတို့จะกลับဆိုတာကကြတော့ပြန်မယ်ที่หลังဆိုတာကကြတော့နောက်မှที่หลังနောက်မှก็ได้ရတယ်
လဲရတယ်ကရိုင်လဲရတယ်ထိလန်နောက်မှရောင်ငါတို့လောင်ငါတို့ချက်ကပ်ပြန်တယ်ဆိုတော့ငါတို့ကနောက်မှပြန်လဲရတယ်လို့ပြောချင်ရင်လောင်ချက်ကပ်ထိလန်ကရိုင်ငါတို့ကနောက်မှပြန်လဲရတယ်လောင်ချက်ကပ်ထိလန်ကရိုင်ငါတို့ကနောက်မှပြန်လဲရတယ်နောက်တစ်ခုအနေနဲ့ကြတော့အခန်းရောက်ပြီးလို့ရှိရင်လည်းအကိုကိုဖုန်းဆက်ဖို့မမေးနဲ့နော်လို့ပြောချင်ရင်ถึงห้องแล้วอย่าลืมโทรบอกพี่ด้วยนะครับ sorry ခမပါဘူးအခန်းရောက်ပြီးလို့ရှိရင်လည်းအကိုကိုဖုန်းဆက်ဖို့မမေးနဲ့နော်ဆိုတော့ถึงห้องแล้วอย่าลืมโทรบอกพี่ด้วยนะဆိုတော့အခန်းရောက်ပြီးလို့ရှိရင်လည်းအကိုကိုဖုန်းဆက်ဖို့မမေးနဲ့နော်ถึงကကြတော့ရောက်တယ်ห้องကကြတော့အခန်းถึงห้องแล้วအခန်းရောက်ပြီးပြီอย่าลืมမမေးနဲ့อย่าลืมမမေးနဲ့โทรဖုန်းဆက်တယ်โทรบอกဖုန်းဆက်ပြီးတော့ပြောတယ်พี่ဆိုတော့ကကြတော့အကိုသို့မဟုတ်အမဆိုတော့ถึงห้องแล้วအခန်းရောက်ပြီးလို့ရှိရင်လည်းอย่าลืมမမေးနဲ့โทรบอกဖုန်းဆက်ဖို့พี่ด้วยนะครับအကိုကိုถึงห้องแล้วอย่าลืมโทรบอกพี่ด้วยนะအခန်းရောက်ပြီးလို့ရှိရင်လည်းအကိုကိုဖုန်းဆက်ဖို့မမေးနဲ့နော်ถึงห้องแล้วอย่าลืมโทรบอกพี่ด้วยนะအခန်းရောက်ပြီးလို့ရှိရင်လည်းအကိုကိုဖုန်းဆက်ဖို့မမေးနဲ့နော်ဘယ်လိုပြန်มาလဲဘာနဲ့ပြန်มาလဲလို့ပြောချင်ရင်จะกลับยังไงจะกลับยังไงဘယ်လိုပြန်มาလဲသို့မဟုတ်ဘာနဲ့ပြန်มาလဲจะกลับပြန်မယ်ยังไงဆိုတာကကြတော့ဘယ်လိုလဲจะกลับยังไงဘယ်လိုပြန်มาလဲဘာနဲ့ပြန်มาလဲဥပမာတိုင်စီနဲ့ပြန်มาလားဒါမှမဟုတ်လိုင်းကားနဲ့ပြန်มาလားပေါ့နော်တကယ်လို့တိုင်စီနဲ့ပြန်မယ်လို့ရှိရင်จะกลับนั่งแท็กซี่ครับတိုင်စီနဲ့ပြန်မယ်นั่งแท็กซี่ครับတိုင်စီစီးပြီးပြန်မယ်จะกลับนั่งแท็กซี่ครับဒါမှမဟုတ်นั่งรถเมล์ครับรถเมล์ကကြတော့รถเมล์ကကြတော့လိုင်းကားကိုပြောတာပါนั่งรถเมล์ครับလိုင်းကားစီးပြီးပြန်မယ်นั่งแท็กซี่ครับဆိုတော့แท็กซี่စီးမယ်แท็กซี่စီးပြီးတော့ပြန်မယ်ဆိုတော့จะกลับยังไงဘယ်လိုပြန်မလဲဘာနဲ့ပြန်မလဲပြီးတော့ကားကောင်းပြန်တော့ဒါမှမဟုတ်ဒီစီလျော်အောင်ပြန်လို့ရှိရင် view site ပြန်တော့လို့ပြောကြည့်ရင်กลับดีๆนะกลับดีๆนะကားကောင်းပြန်တော့ဒါမှမဟုတ် view site ပြန်တော့กลับดีๆนะကားကောင်းပြန်တော့ဒါမှမဟုတ် view site ပြန်တော့กลับดีๆนะกลับပြန်တယ်ดีๆนะကောင်းကောင်းกลับดีๆนะ view site ပြန်တော့ကောင်းကောင်းပြန်တော့ကြည့်ရှုသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတကယ်လို့ကျွန်တော်ဒီဗီဒီယိုထဲမှာမရှင်းတာရှိလို့ရှိရင်လည်း comment အောက်မှာဒီမရှင်းတဲ့အကြောင်းမှတ်ထားခဲ့ပေးလို့ရပါတယ်ဒါမှမဟုတ်သိချင်တဲ့စကားလုံးများရှိလို့ရှိရင်လည်းရေးထားခဲ့ပေးလို့ရပါတယ်ကျွန်တော်အားလို့ရှိရင်တော့ကျွန်တော် comment အောက်မှာကျွန်တော်ပြန်ဖြည့်ပေးပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ